ရားတော်ဖူးတာဟုတ်တယ်မလားဘုရားတော်ဖူးတာဘုရားကိုတော်ပြီးတော့ဘယ်လိုပြောမလို့ယူတီလေးနဲ့ချင်းကိုတော်ပြခရိယာနေလည်းအဲ့လိုပဲဘာတာတိုင်းမှာရှိတဲ့ဘာတာတရားဆိုတဲ့အောက်မှာရှိတဲ့လူသားပုရုษလူသားတွေကဘုရားကိုတော်ရှာကြတယ်ကိုရဲ့မြို့ပရိသတ်စီနဲ့ဘုရားကိုတော်ရှာတယ်ဒါမဲ့ကျွန်တော်အခုပြောတဲ့ယေရှုဘုရားကတော့တင့်ကိုလိုက်ရှာတဲ့ဘုရားဖြစ်တယ်တင့်ကိုချစ်တဲ့ဘုရားဖြစ်တယ်အဲ့ဒီနာမည်ကတော့ယေရှုလို့ခေါ်တယ်အဲ့ဒီဘက်ကလူတွေကိုအပြစ်မှကယ်ချွတ်မဲ့ဘုရားလို့ပြောတယ်နာမည်ရဲ့ဘက်ကလူတွေကိုအပြစ်ကနေကယ်တဲ့ဘုရားလို့ပြောနာမည်တိုင်းမှာအဲ့ဒီရှိတယ်နော်ကျွန်တော်ရဲ့ကိုနားလေးမှာနော်ကလေးလေးကြောက်ရှိတယ်နာမည်ကမောင်တက်ရှည်တဲ့3လနဲ့တည်သွားတယ်ဘယ်လိုလုပ်လဲမိမလည်းပြောတယ်မောင်တက်ရှည်တဲ့3လနဲ့နော်နေပါကြောက်သွားတယ်နော်ကျွန်တော်တကယ်ချင်းပြောတဲ့နာမည်နော်မောင်ချမ်းသာတဲ့ကောင်ဟိုဒီအကျွေးနဲ့ရှိသေးတယ်နော်နာမည်ကဘာလဲမောင်ချမ်းသာအခုဒီအကျွေးနဲ့ပြောချင်တာပါလေနာမည်နဲ့မှာရှိတယ်အတိတ်ပဲရှိတယ်ပြောချင်တာနာမည်နဲ့မှာရှိတယ်အခုကျွန်တော်ပြောတဲ့ယေရှုဆိုတဲ့နာမည်ရဲ့အတိတ်ကတော့လူတွေကိုအပြစ်ကနေလို့ပြောတယ်ဆိုတော့ဘာအပြစ်လဲဝစီကပြီးတော့မရှိလဲမနောကာယကံဝစီကံမနောကံဒီတော့ကိုလည်းလွတ်နိုင်တဲ့လူချင်းပဲမတရားပြပါအောင်ကျွန်တော်လက်ဆောင်ပေးမယ်မနောကလည်းလုံးဝမဖူးဘူးဆိုတဲ့လူများကျေးဇူးပြပြလက်ထောင်ပေးပါရှိလားတချို့ကတော့ခုနကနေနေအရန်ချာနေတဲ့စိတ်တူတယ်နော်ဆိုလူတွေကဘယ်တော့မှမကောင်းနိုင်ဘူးနော်လူဆိုတာကကုသိုလ်တပည့်မဲဘယ်လောက်လဲဘယ်ပုံများလဲဘယ်ပုံများတော့ဆိုတော့ကိုယ့်ရဲ့ကောင်းမှုကိုယ်တော်အဖြစ်ကိုယ့်ရဲ့ကောင်းမှုအဖြစ်လူကဘယ်တော့မှနော်ကောင်းရာဒုက္ခလားတော့ကောင်းရာနေပါတော့မရောက်နိုင်ဘူးဒါပေမဲ့ဒီကျွန်တော်ပြောယေရှုဆိုတဲ့ကိုယ်တော်နဲ့ဆိုတော့ကျွန်တော်ရောက်နိုင်တယ်သူကကျွန်တော်အပြစ်ရှိတဲ့လူတွေအားလုံးအပြစ်ရှိတဲ့လူသားတွေအားလုံးဘာသာမရွေးဘူးလူမျိုးမရွေးဘူးတင်စီရတဲ့လားချမ်းသာတဲ့လားနော်မိသားစုကဘယ်လိုချင်းနေရှိတယ်လုံးဝစိတ်ဝင်စားဘူးသူစိတ်ဝင်စားတာကအဲ့ဒီပြကတင်းရဲ့ဝိညာဉ်ကတင်းရဲ့ဝိညာဉ်ဖြစ်တယ်တင်းရဲ့နောက်ဆုံးဝိညာဉ်ဖြစ်တယ်အဲ့ဒီပြတင်းဝိညာဉ်ကိုချစ်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့ပြောလို့မယုံပါနဲ့နော်ကျွန်တော်ထပ်ပြီးတော့ပြောမယ်ခရိယာနဲ့ပြောလို့မယုံနဲ့နော်လုံးဝမယုံစမ်းကြည့်ပါအခုရှေ့မှာတော့နော်ဆရာပြောလို့ပြောနေတာပဲနော်အခက်အခဲရှိတဲ့ချိန်တိုင်းမှာခေါ်ကြည့်ပါအဲ့ဒီပြကဒီလိုပြောတယ်ငါ့ကိုခေါ်ပါငါထူးမယ်လို့သူပြောတယ်ဆိုတော့ကျွန်တော်ပြောတယ်လည်းမယုံနဲ့နော်ကျွန်တော်လာမယ်မနေ့ပြန်တဲ့ခါလေးမှာအခက်ခဲကြုံနိုင်တယ်ယခုလက်ရှိနဲ့ကျွန်တော်တို့ဒီအခက်ခဲပြဿနာဒုက္ခတွေငွေရေးကြေးတွေချမ်းသာရေးတွေချိုးတဲ့နေနိုင်တယ်တော့မိသားစုမှာဒုက္ခပြဿနာကြီးမားမားကြုံနေနိုင်တယ်အဲ့ဒီယေရှုပြတ်တဲ့အသက်ရှင်နေဆိုရင်ဒီပြဿနာကိုဖြေရှင်းပြပါလို့စမ်းကြည့်ပါထူပါလိမ့်မယ်လုံးဝအာမခံရဲတယ်ဘာဖြစ်လို့လဲအဲ့ဒီပြက်ကငါ့ကိုခေါ်လို့ငါထူမယ်လို့ရဲဝံ့ပြောတဲ့ဘုရားဖြစ်လို့ကျွန်တော်ပြောချင်းဖြစ်ပါတယ်ဆိုတော့လူတွေကလေဘာသာတရားရဲ့ဝင်မှာပြည့်နေတာနော်ဘာသာတရားဆိုတာဘာပြောချင်တာလဲခုနပြောပြပါလေကောင်းသောအချင်းကိုဘာခိုင်းတာလဲလိုက်လျှောက်ခိုင်းတာနော်ဘာသာတရားဆိုတာဘာလဲကောင်းသောအချင်းတွေကိုလိုက်ခိုင်းတာခရိယန်တွေမှာလည်းချစ်ဖို့အများကြီးရှိတယ်နော်တင်းမိဘကိုမစော်ကားနဲ့တော့သူများတာမယားကိုမပြစ်မှားနဲ့တော့နော်သူများတာမယားကိုလိုချင်တတ်မှတော့စိတ်မရှိနဲ့လို့ပြောသူများစီစဉ်ဥစ္စာတွေကိုပြတ်တော့မှတတ်မှချင်တဲ့စိတ်နဲ့မရှိနဲ့ခရိယန်တွေမှာလည်းချစ်ဖို့အများကြီးရှိတယ်မဲ့စိတ်နိုင်တာလားမချစ်နိုင်ပါဘူးဒါမှမချစ်နိုင်ပါနော်ကျဆိုကျွန်တော်တို့ချစ်ဖို့တဲ့ထဲမှာကျွန်တော်တခုပဲချစ်မယ်လောဘမချစ်နဲ့လို့ပြောအဲ့ဒါဘာသာတိုင်းမှာရှိလားရှိပါသလားရှိတယ်နော်ဘာသာတိုင်းမှာရှိတယ်လောဘဘာဖြစ်လဲ
လောဘဘာဖြစ်ခိုင်းတာလဲမရှိတဲ့တော့ဘာပြောဘာမဖြစ်ခိုင်းတာလဲမချီးနဲ့အဲ့ဆိုကျွန်တော်လောဘမချီးဘူးလို့ပြောတယ်ရဲဝုန်းလက်ထောင်ရဲပါသလားထောင်ရဲလားမထောင်ရဲဘူးနော်လောဘချီးတယ်ခဏနဲ့ကျွန်တော်လိုက်ခွဲတယ်အများကြီးကျုံးပါလိမ့်မယ်အဲ့ဒါပိုက်စားလို့လဲဟုတ်တယ်လို့လောဘချီးတာလဲပါလားမပါဘူးလားပါတယ်ကဲတို့ကြတစ်ချက်ပြန်ချိမယ်ဒေါသမချီးကဲဘာတစ်ချက်ရဲ့နေဒေါသမချွတ်နိုင်နေမလဲရှိလားဘယ်လိုသားမှဘာတတဲ့အဖြစ်ကိုလိုက်ရှောက်နေလားမရှောက်နိုင်အဲ့ဒါကြောင့်ယေရှုကပြောတယ်အဲ့ဒီဘာတာရဲ့ဝင်တွေကိုလေးတဲ့သူအားလုံးနဲ့ဝင်လေးရဲ့ပင်မတော့တော့ဘောငါချမ်းတော့လားငါချမ်းသာပြီမယ်အဲ့ဒီသူပြောတဲ့ယေရှုတဲ့ဝင်ကတော့ကျွန်တော်ရဲ့ခက်ခဲခြင်းအရင်မဟုတ်ဘူးဘာတာတဲ့ဝင်အောင်မှာခက်ခဲနေလားလေးလာနေသလားငါ့ကိုခေါ်ပါငါထူးမယ်လို့ပြောပါနော်ဒီနေ့ကျွန်တော်တို့ပြောတယ်ကျွန်တော်တို့တည်ဆောင်လာတဲ့ဝမ်းတာဆရာတရင်ကတော့မွေးချေဖို့ပါဆူတောင်းပြီးတော့တခါတည်းပတ်စံနေပါလေတိုးပွားတာလို့လည်းမဟုတ်ပါဘူး။တယောက်ကိုပတ်စံတလောက်စီပေးမယ်ဆိုတော့ရွှေချက်နဲ့ဝမ်းတာစီရှိတဲ့ချက်တွေလည်းမဟုတ်ပါဘူး။နံပါတ်1ကတော့ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရမှာအလုံးဝမ်းမြဝမ်းတာဆရာတရင်ကတော့အဲ့ဒီဖခင်ကိုခက်ခဲတဲ့ဆိုရင်ခေါ်ကြည့်ပါအသက်ရှင်နေခေါ်ရင်ထူးမယ်လို့ပြောပါတယ်ဘာသာမရွေးဘူးလူမျိုးမရွေးဘူးလူသားတိုင်းကိုအလုံးအနေချစ်တော်ဖခင်ဖြစ်ပါတယ်ကျွန်တော်တို့ကိုချစ်တော်ဖခင်ဖြစ်ပါတယ်တို့ကြောင့်မလို့ဒီမှာရှိတဲ့ညီကောင်မောင်နှမများချစ်တော်တာသမီများနော်ကျွန်တော်တို့ကအလိုအချစ်ချင်းကိုခံရတော့သူဖြစ်တဲ့အတွက်ဘယ်လိုအခြေအနေမှာပဲရှိနေနော်အဲ့ဒီယေရှုဖခင်ဆိုတော့ကျွန်တော်ဒီနေ့တည်ဆောင်လာတဲ့ဧဝံဂေလိတရားအဲ့ဒီယေရှုဖခင်နာမည်ကိုခေါ်ကြည့်ပါသူထူးပါလိမ့်မယ်ခက်ခဲတဲ့အပြဿနာတွေကြီးကြီးမားမားတွေကြုံနေပြီဆိုတော့မရှုံးထွက်နိုင်တော့ဘူးဆိုရင်တော့အဲ့ဒီယေရှုဖခင်ကိုခေါ်ကြည့်ပါသူထူးပါလိမ့်မယ်သူဖြည့်ရှင်းပေးပါလိမ့်မယ်ယေရှုပြတော်မှာဒီကျွန်တော်အထဲမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ချိုးတဲ့လို့ရှိတာတစ်ချက်လေးထောင်ပေးပါအောင်နော်လုံးဝမရှိလားအလုံးတောင်မီပဲပေါ့ကောင်းတယ်နော်တကယ်လားကျမ်းမာရေးချိုးတဲ့လို့ရှိလားဘုမာနေမကောင်းတာတော့ခါကြိုက်တာတော့ဘုမာလေမရှိဘူးနော်ဒါပေမဲ့ကျွန်တော်ယုံကြည်တယ်ကျွန်တော်ဝိညာဉ်ကျမ်းမာရေးပိုင်းမှာချိုးတဲ့ချက်မရှိတော့ဘူးစိတ်နေစိတ်ထားပိုင်းမှာနော်မိသားစုတွေကနော်ဆုံးရှုံးသွားတာနော်ကျွန်တော်အဖေဆိုရင်ပြီးခဲ့တဲ့နှစ်ကနော်ကင်ဆာနဲ့ဆုံးသွားတာဆိုတော့အဲ့ဒီ one next ရှင်းနေလို့စိတ်ကြေကွဲရှင်းနေလို့ကျွန်တော်စိတ်တွေကြေမွနိုင်တာအဲ့ဒီဘုရားကလေအဲ့ဒီကြေမွတဲ့နှလုံးသားကိုလည်းပြန်ပြုတ်ပြင်ပေးနေတဲ့ဘုရားဖြစ်နေနော်ကျွန်တော်ပြောရမ်းမျိုးပါနဲ့လက်တွေ့ဆန်းရှိတယ်သူကတော့ပြောပါတယ်ငါ့ကိုခေါ်ပါငါထူးမယ်နော်ဒီတော့မတိအောင်နဲ့နေတဲ့ຢာတွေကိုငါပေါ်ပြပေးမယ်လို့ပြောပါတယ်ဆိုတော့ဒီကနေ့ဒီမှာရောက်လာတဲ့ရောက်ချင်းစီတိုင်းချစ်တော်မိတ်ဆွေများအဲ့ဒီဖခင်ကဒီလိုကိုချစ်တယ်အဲ့ဒီဖခင်ကဒီလိုကိုမေတ္တာရှိတယ်အဲ့ဒီဖခင်ကဒီလိုခက်ခဲခြင်းတွေဒီလိုပြဿနာတွေကိုအားလုံးဖြေရှင်းပေးခြင်းနဲ့ဘုရားခင်ဖြစ်တယ်ဘာသာမရွေးဘူးလူမျိုးမရွေးဘူးပြီးတော့ထပ်ပြောအဲ့ဒါကခရိယန်ဘုရားလုံးဝမဟုတ်ပါဘူးကျွန်တော်ကိုပြောတဲ့ယေရှုဘုရားကလုံးဝခရိယန်မဟုတ်ပါဘူးခရိယန်မဟုတ်ပါဘူးအဲ့ဒီဘုရားကဘာသာလာဆွဲတဲ့ဘုရားမဟုတ်ပါဘူးဘုရားတိုင်းမှာပြတဲ့နမိတ်နှဟုရှိတယ်နမတိကတရားပြတယ်နော်နမနိကတကူပြဆိုတော့သူရဲ့တရားတွေကိုကျွန်တော်ရဲ့တရားတွေရင်ချင်းချင်းပါဦးနော်နောက်ဆုံးမှအခြေအနေမကောင်းတော့ဘူးဟဲ့နောက်ဆုံးတော့ငါတွားပြီးလုံးဝငါမယုံထွန်းနိုင်တော့ဘူးနော်ဒီအခက်ခဲတွေကဒီပြဿနာတွေကနေငါမယုံထွန်းနိုင်တော့ဘူးလို့နောက်ဆုံးဖြတ်ချက်ချပြီးဆိုရင်တော့ကျွန်တော်ပြောတဲ့နာမည်တစ်လုံးကိုမှထားပေးပါနာမည်ကယေရှုလို့ခေါ်ပါအဲ့ဒီကကျွန်တော်တို့ကိုနော်အပြစ်ကနေ
ကနေကဲချုပ်ပေးမဲ့ဖရားကဲချုပ်ပေးတဲ့ဖရားဖြစ်တယ်ဘာတမရွေးဘူးကျွန်တော်ပြောပြီးလူမျိုးမရွေးဘူးစင်ရဲ့ချမ်းသာမရွေးပါဘူးနော်ခုနကျွန်တော်တချင်းဆိုရနော်အာမင်္ဂလာကနေမင်္ဂလာကိုပြုတ်ပြင်ပြောင်းလဲပေးနိုင်တဲ့ဖရားရှိဖြစ်ပါတယ်ဆိုအတ္တရဲမှာလက်တွေ့စမ်းကြည့်ပါကျွန်တော်ပြောလို့လုံးဝမယုံပါနဲ့နော်အဲ့ဒီဖရားရှင်ကကျွန်တော်ရဲ့နှုတ်အဆက်ပြောခြင်းကနေလုံးဝကျွန်တော်ပြောလိုက်လို့အဲ့ဒီကျန်တကောရှိသွားတာမဟုတ်ပါဘူး။နောက်ကတော့ကျမ်းစာမှာဒီလိုပြောပါတယ်။ဖယားတခင်နိုင်ငံတော်ဆိုတာစကားနဲ့မတည်ဘူးတဲ့။တကောနဲ့တည်တယ်လို့ပြောပါတယ်။စမ်းကြည့်ပါ။မယုံရင်စမ်းကြည့်ပါ။အဲ့ဒီဖယားကတက်တေထူပေးပါလိမ့်မယ်။ဆိုတော့ချစ်တော်မောင်နှမများမိတ်ဆွေများမိသားစုများနော်။ယေရှုပြီးတော့မှမျက်စိလေးခဏမိပေးပါအောင်နော်အားလုံးမျက်စိခဏမိရအောင်နော်ယေရှုပြကျွန်တော်နောက်ကလိုက်ဆိုပေးပါနော်ယေရှုဖျားကျွန်တော်တို့ကိုအလွန်ချစ်တော်ကြောင့်ယေရှုတင်နေကိုရောရဲ့ချစ်ခြင်းကိုဒီကျွမ်းဖို့လုံးမှာနားလေဖို့လုံးမှာနှလုံးသားတွေကိုပြင်ဆင်ပေးပါယေရှုဖျားခေါ်ရင်ထူးတဲ့ဖျားအသက်ရှင်တဲ့ဖျားကိုရောကိုချစ်တယ်ကိုရောကိုလိုချင်ပါတယ်တက်တဲ့ထူပေးပါဂျေဇုတော်ကိုချီးမွမ်းပါတယ်ယေရှုဖျား၏မြတ်တော်နာမ၌အလွန်ယိုသေးစွာဆုတောင်းပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့ပြောချင်တဲ့အကြောင်းအရာလေးကတော့အဲ့ဒီဖျားကလူသားတိုင်းအတွက်လာတာဖြစ်တယ်လုံးဝခရိယန်ဖျားမဟုတ်ပါဘူးလုံးဝဘာသာလာဆွေးခြင်းမဟုတ်ပါဘူးကျွန်တော်ပြောလိုက်လို့မယုံပါနဲ့လုံးဝကျွန်တော်ပြောလို့မယုံဘူးလက်တွေ့စမ်းကြည့်ပါခက်ခဲတဲ့ပြဿနာတွေကြုံပြီးဆိုရင်အဲ့ဒီဖျားကိုခေါ်ကြည့်ပါအဲ့တော့ကျွန်တော်ကြားခဲ့မှုတဲ့အဲ့ဒီဖျားကတကယ်အသက်ရှင်နေဆိုရင်အဲ့ဒီဖျားတကယ်ခေါ်ရင်ထူးတယ်ဆိုရင်အခုခေါ်တယ်ထူးပါဒီပြဿနာဖြေရှင်းပေးပါဒီယောဂကိုဖြေရှင်းပေးပါခေါ်ကြည့်ပါလုံးဝထူပါလိမ့်မယ်လို့အာမခံရင်းနဲ့ညီကုံချုပ်ချင်ပါတယ်အားလုံးဖျားရှင်ကောင်းချီးပေးပါစေ